မင်္ဂလာပါ Successful Commander တင်တန်းမှာကြိုဆိုပါရစေဒီကနေ့မှာတော့ Excel နဲ့ပတ်သက်တဲ့သင်ခန်းစာလေးကိုသင်ကြားမျှဝေပေးသွားမှာဖြစ်ပါတယ် Excel မှာစင်းစရာရေးဆွဲတာနဲ့ပတ်သက်ပြီးတော့ Coin ထွက်ကောင်မေးထားတဲ့မေးခွန်းလေးကိုလေ့လာကြည့်အောင်ပါ Excel မှာတဲ့ Match and Center လောက်ထားတာကိုစာတွေကမညီဘူးဖြစ်နေလို့ခင်ဗျာတဲ့ Fix နည်းလေးသိရင်ပြောပြပေးပါအောင်လို့မေးထားတာဖြစ်ပါတယ် Coin ထွက်ကောင်ရေးဆွဲထားတဲ့စင်းစရာလေးကိုလေ့လာကြည့်တဲ့အခါဆက်ကွက်လေးတွေကို Match and Center လောက်ထားတာတွေ့ရပါတယ်ဒါပေမဲ့စာသားလေးတွေကတော့အလဲကောင်မှာလိုက်မညီဘူးဖြစ်နေပါတယ်အဲ့တော့ Coin ထွက်ကောင်ရဲ့စင်းစရာလေးကိုနမူနာယူပြီးတော့ဒီသင်ခန်းစာထဲမှာဆက်ကွက်လေးတွေကို Match and Center စနစ်တကျလုပ်တဲ့နည်း row နဲ့ column လေးတွေရဲ့အနှိမ့်အမြင့်အကျဉ်းကျယ်ကိုစနစ်တကျချိန်ညှိတဲ့နည်းစင်းစရာလေးရေးဆွဲပြီးသွားတဲ့အခါမှာ print area သတ်မှတ်တဲ့နည်းနဲ့ print ထုတ်လို့ရအောင်ပြင်ဆင်တဲ့နည်းအထိသင်ကြားမျှဝေပေးသွားမှာဖြစ်ပါတယ်စင်းစရာတွေကိုစပြီးရေးဆွဲဖို့ရအတွက် desktop ပေါ်မှာရှိတဲ့ Excel file လေးကိုနှစ်ချက်ကလစ်နှိပ်ပြီးတော့ဖွင့်လိုက်ပါ blank workbook ကိုယူပါဆရာကဆက်ကွက်အားလုံးကိုပြည်ထောင်စုဖောင်းနဲ့ရေးမှာဖြစ်တဲ့အတွက် keyboard က Ctrl A ကိုနှိပ်ပြီးတော့ဆက်ကွက်အားလုံးကို select မှတ်လိုက်ပါတယ်ဖောင်း family မှာတော့ပြည်ထောင်စုဖောင်းကိုရွေးပါမယ် keyboard က tab key လေးကိုခုန်ပြီးတော့ font size ကို73ပြောင်းပေးမယ် enter ခေါက်မယ် middle line လေးရွေးခဲ့ပေးဖို့လိုပါတယ်အဲ့တော့စပြီးတော့ရေးကြရအောင်ပါခေါင်းစဉ်ကမြန်မာလိုရေးမှာဖြစ်တဲ့အတွက် keyboard က Ctrl Shift ကိုနှိပ်ပြီးတော့မြန်မာ keyboard ပြောင်းထားလိုက်ပါမယ်2025တက်ကလေးခံမယ်2026ဘန်နာရေးနှစ်လို့ရေးပါမယ်ဘန်နာကြီးကရှစ်ကီးပြီးပါစလုံးလေးဆင်းတော့မယ်ဆိုရင်ပြည်ထောင်စုဖောက်မှာစလုံးစစ်ဖို့ရအတွက်ရှစ်ကီး F ပါဆင့်ကျင်တဲ့စကားလုံးလေးရေးပါပုတ်ထီကလေးချပါမယ်တနင်္သာရီတိုင်းဒေသကြီးအတွင်းရှစ်ကီး F နဲ့စလုံးလေးဆင်းလိုက်ပါမယ်ဒေသန္တရစီမံကိန်းဥပဒေပါလုပ်ငန်းစီမံကိန်းပုတ်ထီကလေးချပါမယ်လုပ်ငန်းနဲ့အခြားလုပ်ငန်းများအားအားကြောင့်စင်းမှာဖြစ်တဲ့အတွက် keyboard က enter ခေါက်လိုက်ပါတယ်အကောင့်ထဲ for ဆောင်ရွက်တော့စပယ်လေးချမယ်ဌာနမြင်းဆောင်အဖွဲ့အစည်းများ၏ပထမ3လပတ်ကုန်ဆုံးချိန်ထိဆောင်ရွက်ပြည်စည်းမှုအခြေအနေအန်ဒါခေါက်ပါမယ်နောက်တစ်ကြောင်းရေးပါမယ်ခွင်းစာရုံးသုံးကိရိယာများပုတ်ထီကလေးချပါမယ်ရုံးသုံးပရိဘောဂများနဲ့စပယ်လေးချပါမယ်ရုံးသုံးရင်များမပါခွင်းလေးပိတ်ပါမယ်အန်တာခေါက်ပါမယ်ဆရာထဲမှာဆိုလို့ရှင်သူကအားလုံးကိုအလဲညီရေးထားတာဖြစ်တဲ့အတွက်ဆရာလည်းပဲအလဲညီနဲ့ရေးပါမယ်အဲ့တော့အားလုံးကိုဆရာဆက်လက်မှတ်မယ်ဆိုတော့ရှစ်ကီးလေးနဲ့စပယ်ပါလေးနဲ့နှိပ်လိုက်လို့ရပါတယ်ပြီးသွားရင်ဆိုတော့ keyboard က control key ရဲ့shift key ရဲ့ down arrow လေးရဲ့ဆင်းလိုက်ပါမယ်ဒါကျန်တဲ့ set ကွက်အားလုံးကိုဆရာဆက်လက်မှတ်လိုက်တာဖြစ်ပါတယ်ပြီးသွားပြီဆိုရင်တော့ alignment တွေကဆရာက align center ဆိုတာလေးနှိပ်ပေးမယ်ဒါဆိုလို့ရှိရင်တော့အလဲညီသတ်မှတ်ပြီးသွားပြီဖြစ်ပါတယ်စပြီးတော့ရေးပါမယ်စင်ဝန်ကြီးဌာနမြင်းဆောင်ဦးစီးဌာနစိုက်ကွက်တစ်ကွက်တွင်မှာစာကြောင်းတွေခွဲရေးခြင်းတဲ့အခါ keyboard က order enter လေးနဲ့ခွဲရေးရမှာဖြစ်ပါတယ်အဲ့တော့မြင်းဆောင်လေးပါထည့်ရေးပေးပါအောင်မယ် order enter အဖွဲ့အစည်းအမည်အန်ဒါလေးခောက်ပါမယ် column လေးကိုဆွဲချဲတဲ့အခါမှာ column B ကိုချဲကျင်နေဆိုရင် column B ရဲ့ညာဘက်ကိုကျွန်တော်တို့ mouse pointer လေးရွှေ့ပေးပါမြားလေးနှစ်ကောင်းပေါ်လာပြီဆိုလို့ရှိရင်တော့ဘယ်ဘက်ကိုဆွဲကျင်လို့ရတယ်ညာဘက်ကိုဆွဲချက်လို့ရတယ်ကိုယ်အဆင်ပြေသလောက်ဆွဲချက်ပေးမှာဖြစ်ပါတယ်ဆရာနည်းနည်းလေးဆွဲချက်ပေးလိုက်မယ်ဒါဆိုရင်အဆင်ပြေပါပြီနောက်တစ်ခွက်ဆက်ရိုက်ပါမယ်2025 2026 order enter လေးနဲ့ဒါကြောင့်ဆင်းရိုက်ပါမယ်ဘန်ဒါရေးနှစ်အတွင်းorder enter နဲ့ဒါကြောင့်ဆင်းရေးပါမယ်ခွင့်ပြုရန်ပုံငွေ
order enter ချက်တန်းရေးပါမယ်ခွင်းစာချက်တန်းခွင်းလေးပိတ်ပါမယ် enter ခောက်ပါမယ်ဒါကိုလည်းပဲဆရာတို့ column လေးကိုလိုအပ်တယ်လို့ဆွဲချက်ပေးမှာဖြစ်ပါတယ်စာသားလေးတွေဆန့်သွားအောင်ကို order enter ခွဲရေးထားတဲ့စာသားလေးတွေဆန့်သွားအောင်ဒီဆရာတို့ဆွဲချက်ပေးလိုက်ပါနောက်တစ်ခုဆက်ပြီးတော့ရေးပါမယ်ထပ်မံရရှိသည့်ရန်ပုံငွေ order enter order enter ချက်တန်းဖြစ်ပါတယ်ခွင်းလေးပိတ်မယ်ရေးစရာမရှိတော့ဘူးနောက်ထပ်ရေးစရာမရှိဘူးဆိုရင်တော့ order enter နဲ့ခောက်စရာမလို UU enter လေးပဲခောက်ပြီနော်လိုအပ်တယ်လို့ column လေးဆရာထည့်ချင်မယ်မြားလေးနှစ်ကောင်းပေါ်လာရင်ဒါဆွဲချက်လို့ရပြီနော်နောက်တစ်ခွက်ဆက်ပြီးတော့ရေးပါမယ်ပြန်လဲအနှံသည့်ရန်ပုံငွေပြန်လဲအနှံသည့် order enter နဲ့ခွဲရေးပါမယ်ရန်ပုံငွေ order enter လေးနဲ့ရေးပါမယ်ထုံးစံအတိုင်းပဲဆရာတို့ကြက်တန်းရေးပေးရပါတယ် enter ခောက်မယ်အဲ့တော့လိုအပ်တယ်လို့ column လေးထပ်ပြီးတော့ဆွဲချဲပါမယ်ပြန်လဲအနှံသည့်ကိုဆရာတို့ဆန့်အောင်ချဲပါမယ်ရပါပြီနောက်တစ်ခွက်ထပ်ရေးမယ်ပြုပြင်ပြီးရန်ပုံငွေ order enter လေးနဲ့ခွဲရေးပါမယ် order enter လေးနဲ့ထပ်ခွဲရေးပါမယ်ကြက်တန်းမှာခွင်းလေးပိတ်ပါမယ် enter ခောက်ပါမယ်လိုအပ်တယ်လို့ column လေးကိုဆွဲချက်အောင်မှာဖြစ်ပါတယ်ဒါဆိုရပါပြီသုံးဆွဲပြီးရန်ပုံငွေသုံးဆွဲပြီးရန်ပုံငွေရတော့ဆရာတို့ဆက်ကွက်လေးကိုနှစ်ကွက်တစ်ကွက်ပေါင်းထားဖြစ်တဲ့အတွက်ဆရာဒီဆက်ကွက်နှစ်ကွက်ကိုဆက်လက်မှတ်လိုက်မယ် alignment group ထဲမှာရှိတဲ့ match and center တွေက match and center လေးကိုနှိပ်ပေးပါဒါဆိုရင်ဆက်ကွက်နှစ်ကွက်တစ်ကွက်ပေါင်းသွားပြီဖြစ်ပါတယ်သုံးဆွဲပြီးရန်ပုံငွေလို့ရေးပါမယ်သုံးဆွဲပြီးစပရီလေးချပါမယ်ရန်ပုံငွေOkay သူ့ရဲ့အောက်မှာဆရာတို့ဆက်ကွက်နှစ်ကွက်နဲ့ခေါင်းစဉ်လေးခွဲရေးမှာဖြစ်ပါတယ်ကြက်တန်းရဲ့ရာခိုင်နှုန်းရဲ့ဒါဆိုဆရာတို့ဒီကွက်လေးထဲမှာခွင်းစာကြက်တန်းခွင်းလေးပိတ်ပါမယ် enter ခောက်ပါမယ်ဒီကြက်တန်းရဲ့ဆရာရာခိုင်နှုန်းလေးကိုအညီလိုချင်တာဖြစ်တဲ့အတွက်ဒီနှစ်ခုသလုံးကိုဟောဒီ heading ပေါ်ကနေဆရာဆက်လက်မှတ်ပါမယ် column G ရဲ့ column X ရဲ့ဒီလို heading ပေါ်ကနေကင်ပြီးတော့ဆက်လက်မှတ်မယ်ဆရာကြက်တန်းလေးကိုနည်းနည်းလေးဆွဲချက်လိုက်မယ်ဆန့်သွားအောင်ဒီလောက်ဆိုရင်ဆရာတို့ရပြီဖြစ်ပါတယ်နည်းနည်းလေးထပ်ချက်ပေးအောင်မယ်ဟုတ်ပြီဒီကြက်တန်းရဲ့ပြီးသွားပြီဆိုရင်ရေးမဲ့ရာခိုင်နှုန်းရဲ့အကွက်ဒီဆရာတို့ညီသွားတာတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုဆက်ရေးပါမယ်ရာခိုင်နှုန်းရေးမှာဖြစ်တဲ့ keyboard က control shift နဲ့အင်္ဂလိပ်ဖောင့်ပြောင်းမယ် shift key ရဲ့ 5 ကနှိပ်မယ်ရာခိုင်နှုန်းလေးရပါပြီခွင်းလေးပြန်ပိတ်ပါမယ် enter ခောက်ပါမယ်ဟုတ်ပြီနော်ဒါဆိုဆရာနောက်တစ်ခုထပ်ရေးမယ်သုံးဆွဲပြီးရန်ပုံငွေပြီးသွားတဲ့ခါကျတော့လုပ်ငန်းပြီးစီးမှုအခြေအနေအရေးအတွက်ခုဆိုပြီးတော့သူကရေးထားတာဖြစ်ပါတယ်ဘယ်နှုတ်ကပေါင်းထားလဲဆိုရင်တော့တစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက် okay ငါးကွက်တစ်ကွက်ပေါင်းထားဖြစ်တဲ့ဆရာ10ကွက်ငါးကွက်ကိုဆက်လက်မှတ်မယ်တစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်ပါပြန်ယူမယ်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်ဟုတ်ပြီဒီငါးကွက်ကိုဆရာတို့ match and center လေးနှိပ်ပေးလိုက်မယ်နော်ဒါဆိုရပါပြီအဲ့ထဲမှာရေးရမယ့်စာကလုပ်ငန်းပြီးစီးမှုမြန်မာလိုပြန်ပြောင်းမယ် control shift လုပ်ငန်းပြီးစီးမှုစပ်ပေးလေးချပါမယ်အခြေအနေခွင်းလေးစပါမယ်အရေးအတွက်ခွင်းလေးထပ်စအောင်မယ်သူကခုလို့ဆရာသတ်မှတ်စေချင်တာဖြစ်တဲ့အတွက်ခွင်းလေးပြန်ပိတ်မယ်ခွင်းနှစ်ဆရှိရင်ခွင်းပိတ်ကလည်းနှစ်ပိတ်ပေးဖို့လိုပါတယ် enter ခောက်ပါမယ်ဒီမှာတော့ဆရာတို့ order enter ခွဲပြီးတော့ရေးစရာမလိုပါဘူးအောက်ကစာလေးတွေရေးပါမယ်100ရာခိုင်နှုန်းလို့ရေးပါမယ်100စပီလေးချမယ် keyboard က control shift နဲ့အင်္ဂလိပ် keyboard လေးပြောင်းမယ်ရာခိုင်နှုန်းလေးရေးမယ် enter ခောက်လိုက်မယ်ဒါဆိုရပါပြီဒသမလေးတွေပါလိုက်ဒသမလေးရှော့ပါမယ် number group တွေက decrease decimal လေးကိုကျွန်တော်နှိပ်ပေးလိုက်မယ်ဒါဆိုရင်တော့ရပါပြီနောက်တစ်ခါထပ်ရေးပါမယ်မြန်မာလိုရေးမှာဖြစ်တဲ့အတွက် control shift 100စပီလေးချမယ်ရာခိုင်နှုန်းရေးမယ် control shift ပြန်ပြောင်းမယ်ရေးရမှာက100ရာခိုင်နှုန်းအကြားဖြစ်ပါတယ် enter ခောက်ပါမယ်ဆရာတို့ဒီကောင်လေးကိုနည်းနည်းလေး column လေးချဲ့ပေးဖို့လိုပါတယ် double click နှိပ်လိုက်ရင်လည်းဆရာတို့ auto fit ဖြစ်သွားတာဖြစ်ပါတယ် column လေးကအလိုလိုချဲ့သွားတာဖြစ်ပါတယ်အဲ့တော့သူ့ကိုပဲဆရာ copy ကူးလိုက်တော့မယ် control C control V 100ရာခိုင်နှုန်းအကြားပြီးတော့နောက်တစ်ခုက100ရာခိုင်နှုန်းအောက်ဖြစ်ပါတယ်100ရာခိုင်နှုန်းအောက်ပြီးတော့နောက်တစ်ခုကပါတယ်တော့0တဲ့ဆရာဆက်ရေးမယ်နော်အဲ့တော့0ဟုတ်ပြီနောက်တစ်ခုကပါတော့စုပါ okay ဒီ column လေးတွေကိုဆရာကညီချင်တာဖြစ်တဲ့အတွက် column I J K L M T ဆရာဆက်လက်မှတ်လိုက်မယ်
မှတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကြိုက်တဲ့ column ကနေဆွဲညှိလို့ရတယ်နော်အဲ့တော့ဆရာကတော့ဒီမှာ100ခန်းလုံးကြာအစအရှိဆုံးဖြစ်တာဖြစ်တော့သူ့ကိုပဲဥတီပြီးတော့ဆရာချဲ့လိုက်မယ်ဒါဆိုအားလုံးဒီညီညီညာလေးပါဖြစ်သွားတွေ့ရတော့ချဲ့သွားတာတွေ့ရပါတယ်โอเคဒါဆိုဆရာဆက်ရေးမယ်နော်မှတ်ချက်ဆိုပြီးတော့ရေးပေးရမှာဖြစ်ပါတယ်ဒါဆိုရပါပြီအဲ့တော့ဒီမှတ်ချက်လေးလည်းဆရာလိုအပ်တယ်လို့လေးနည်းနည်းလေးပါလုပ်ပေးလိုက်မလို့ချဲ့ပေးလိုက်မယ်โอเคဒါဆိုဆရာတို့လိုအပ်တာလေးထပ်ပြီးတော့ပြင်ဆင်ကြရအောင်မှတ်ချက်ရဲ့စုစုပေါင်းရဲ့ set quest လေးကိုဆက်လက်မှတ်လိုက်မယ် match center လုပ်ပေးရမှာဖြစ်တဲ့အတွက် match center နှိပ်လိုက်မယ်โอเคနောက်တစ်ခါလည်းပဲဆရာတို့ပြုတ်ပြင်ပြီးရန်ပုံငွေကြက်တန်းကိုလည်းပဲဆရာတို့ဒီနှစ်ခုကိုဆရာတို့ match center လုပ်ပေးဖို့လိုပါတယ်တစ်ချက်နေပြီးတော့ match center နှိပ်လိုက်မယ်โอเคကျန်တာလေးကိုလည်းပဲအဲ့လို match center လုပ်ပေးပါမယ်အဲ့တော့ match center format လေးကိုဆရာတို့ကပုံစံတူကူးချင်တယ်ဆိုလို့ရှိရင်တော့ clipboard group တွေကဆရာတို့ format painter လေးကိုတစ်ချက် click လိုက်မယ်ပြီးသွားပြီဆိုရင်တော့ဆရာတို့လိုချင်တဲ့ area အားလုံးကိုဆက်လက်မှတ်ပေးလိုက်မယ်ဆိုရင်တော့တစ်ခါတည်းပဲဆရာတို့ match center လုပ်ပြီးဖြစ်နေမှာဖြစ်ပါတယ် row number 4နဲ့5ကိုဆရာကအနေအမြင့်ညှိပါမယ်အဲ့တော့ဒီကောင်လေးကိုဆရာပေါ်ဆွဲပြီးတော့တင်လိုက်မယ်နည်းနည်းလေးဆွဲပြီးတော့တင်လို့ရပါသေးတယ် okay ထပ်ပြီးတော့နည်းနည်းလေးတင်အောင်မယ်ဒါဆိုရင်တော့ရပါပြီ okay ဒါဆိုလိုအပ်တဲ့စာလေးဆရာဆက်ပြီးတော့ရေးပါမယ်ဒီကောင်1လို့ဖြစ်တဲ့အတွက်ဆရာမြန်မာလို1ပြီးသွားရင်2 3 4 5 6ဆရာတန်းပြီးတော့ရေးလိုက်မယ်နော်တော့ခွန်8 9 10 11 12 13 14 okay သူက14ထိရှိတာဖြစ်ပါတယ်အဲ့မှာဆရာနည်းနည်းပြင်ရရှိတာလေးပြင်ပါမယ်6နေရာမှာသွားမယ်6ကိုရေးတဲ့အခါမှာ6စပရီလေးချမယ်ညီမချင်းစပရီလေးချမယ်3အပေါင်း4အနှုတ်5တဲ့နော်3ရဲ့အပေါင်း4ရဲ့အနှုတ်5လို့သူကရေးပြထားတာဖြစ်ပါတယ်အဲဆိုကျွန်တော်ဆက်သွားမယ်8နေရာမှာ8လို့ရေးမယ်စပရီလေးချညီမချင်းသူ့ကိုသုံးအောင်မှာက9အစား3ဖြစ်ပါတယ်နောက်တစ်ခါစုစုပေါင်းကိုဆက်သွားပါမယ်စုစုပေါင်းမှာတော့73စပယ်လေးချမယ်ညီမချင်းစပယ်လေးချမယ်9အပေါင်း10အပေါင်း17အပေါင်း12ဖြစ်ပါတယ်အန်တာခေါက်မယ်ဟုတ်ပြီနည်းနည်းလေးမဆန့်ဘူးဆိုရင်တော့ဆရာတို့က M ရဲ့နောက်မှာဆရာတို့ကdouble click နှိပ်လိုက်လို့လည်းရပါတယ်ကိုဘာသာကိုဆရာတို့ menu ရဲ့ဆွဲရွှေ့လို့လည်းရပါတယ်เนาะ double click နှိပ်လိုက်ရင်တော့ဆရာတို့ column လေးကို auto fit ညှိပေးသွားတာဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုရင်တော့ဆရာတို့ကလိုအပ်တဲ့စင်စရာလေးတွေလုပ်ပြီးသွားပြီဖြစ်ပါတယ်ခေါင်းစဉ်ကိုဆရာတို့ match center လုပ်ပါမယ်အဲ့တော့ခေါင်းစဉ်ကို match center လုပ်ဖို့ရတဲ့အတွက် column A ကနေစပြီးတော့ select မှတ်မယ် column A ထိ column N ထိ select မှတ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ match center လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်တခါထပ်ပြီးတော့ဒုတိယဥစ္စာအတွက်လည်းဆရာအားလုံးကို select မှတ်လိုက်မယ် column N ထိမှတ်ပါမယ် match center ခလုံးလေးနှိပ်ပါမယ်နောက်တစ်ခါထပ်ပြီးတော့ select မှတ်အောင်မယ် column anti မှတ်ရမှာဖြစ်ပါတယ် match center နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ set quest လေးတွေဒီဆရာတို့ကိုလိုချင်တဲ့ပုံစံတိုင်းဖြစ်သွားပြီ match center လုပ်တဲ့အခါမှာလည်းပဲစာသားလေးတွေဒီခလဲကောင်မှညီသွားတာတွေ့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဆရာတို့ဘောင်လေးတွေခက်ကြည့်ကြည့်ရအောင်အဲ့တော့ဘောင်ခတ်တဲ့အခါမှာဆရာအပေါ်ကခေါင်းစဉ်3ခုတော့ခက်စရာမလိုတဲ့အတွက်မခတ်တော့ပါဘူးစင်ကနေစမယ် keyboard က shift key လေးဖိပြီးတော့မှတ်ချက်တွေဆရာနှိပ်လိုက်ပါတယ်ပြီးသွားပြီဆိုရင်တော့ down arrow လေးနဲ့နှိပ်ပြီးတော့ဆရာဆင်ငယ်လိုက်ပါတယ်သူကတော့ဘောင်ခတ်ပြထားတာမရှိပါဘူးဆရာကတော့ဘောင်လေးခတ်ပြပေးမှာဖြစ်ပါတယ်ဘောင်ခတ်ဖို့ရအတွက်ဆိုရင်တော့ဆရာ shortcut key ပဲသုံးလိုက်ပါတော့မယ်အဲ့တော့ keyboard က control shift လေးနှိပ်ပြီးတော့အင်္ဂလိပ် keyboard ပြောင်းလိုက်မယ် alt HBA လို့ဆရာနှိပ်လိုက်မယ်ဒါဆိုရင်တော့ဆရာတို့ဘောင်ခတ်ပြီးသွားပြီဖြစ်ပါတယ်ဟုတ်ပြီဒီကောင်လေးကိုဆရာတို့က print ထုတ်တဲ့အခါမှာအဆင်ပြေအောင်လို့ print area သတ်မှတ်ပါမယ်ဆရာတို့ print ထုတ်ချင်တာကဒီလိုခေါင်းစဉ်ရနဲ့စပြီးတော့ဒီအထိဆရာတို့ print ထုတ်ပါမယ်ဒီလိုမျိုးဆရာတို့ဆက်လက်မှတ်လိုက်ပါတယ်ကိုယ့်ရဲ့စင်စရာအောင်နော်အဲ့လိုဆက်လက်မှတ်ပြီးသွားပြီဆိုရင်တော့ page layout တက်ကိုသွားပေးပါ print area တွေက subprint area ကိုနှိပ်ပေးပါဒီနေထားမှာဆိုရင်ဆရာတို့က A4 နဲ့ထုတ်မယ်ဆိုလို့ရှိရင်စာရွက်လေးအနည်းလေးကျင်းသွားမှာဖြစ်ပါတယ်တီးသွားမှာဖြစ်ပါတယ်အဲ့တော့သူကတော့ဘာနဲ့ထုတ်မယ်မှမသိပေမဲ့ဆရာတို့နှစ်မျိုးစလုံးနဲ့ဆရာလုပ်ပြပေးပါမယ် A4 နဲ့လည်းချိန်ပြပေးမယ် legal နဲ့လည်းချိန်ပြပေးမယ်ဆရာတို့ပထမဆုံး legal နဲ့ချိန်ပြပေးမယ်အဲ့တော့ဆရာတို့ legal ရွေးလိုက်ပါမယ်စာရွက်ကိုတော့ဆရာတို့ legal ရွေးမယ် orientation မှာတော့ဆရာတို့က landscape အလျားလိုက်ထုတ်မှာဖြစ်ပါတယ်အလျားလိုက်မှာပဲဆရာတို့အဆင်ပြေမှာပါအကယ်၍စင်ကနည်းနည်းကျင်နေဆိုတော့နည်းနည်းလေးကျင်လို့ရပါသေးတယ် okay ရပြီဆရာတို့ဒါဒီအနေထားလေးရပြီဆိုလို့ရှိရင်ဒါဆရာတို့ site လည်းသတ်မှတ်ပြီးသွားပြီ orientation လည်းသတ်မှတ်ပြီးသွားပြီဆိုတော့ margin ဘေးမြင်လေးသတ်မှတ်ပါမယ်အဲ့တော့ဒီမှာဆရာတို့စိတ်ကြိုက် margin သတ်မှတ်မှာဖြစ်တဲ့အတွက် custom margin ကိုနှိပ်ခဲ့ပါတယ်ဘယ်ဘက်ချမ်းကိုဆရာ 0.25 လောက်ပဲထားပါမယ် keyboard ကတက်ကြီးလေးခုံလိုက်မယ်ညာဘက်ချမ်းကိုလည်းပဲဆရာ 0.25 ပဲထားပါမယ် keyboard ကတက်ကြီးလေးခုံလိုက်မယ်ဒီနေရာမှာဆရာတို့ top ကိုရွေးမယ်ပေါ့နော် top ကိုဆရာဆက်လက်မှတ်လိုက်မယ် top ကတော့ဆရာက 0.75 ပဲပြန်ထားလိုက်ပါမယ်
bottom မှာတော့ဆရာတို့ 0.5 လောက်ပဲထားပါမယ်ဒါကိုလိုအပ်တယ်လို့မူတည်ပြီးတော့ထားပေးပါနော် 0.5 ထားလိုက်မယ် enter ခောက်လိုက်မယ်ဟုတ်ပြီဒါဆိုဆရာတို့ဘယ်အပိုင်းလေးပြင်လို့ရသေးလဲပြင်ဖို့လိုသေးလဲကြည့်မယ်အဲ့တော့ဒီအပိုင်းလေးတွေမှာဆိုရင်ဆရာတို့ဝင်ကြီးဌာနကိုနည်းနည်းလေးဆရာဆွဲချက်ပေးဖို့လိုလဲဆိုရင်ဆွဲချက်ပါမယ်channel လေးကြည့်ပြီးတော့ဆရာတင့်တော်တယ်ဆိုလို့ရှင်တော့ထားခဲ့လို့ရပါတယ်ဒီနေရာမှာဆရာတို့ကသုံးဆွဲရန်ပုံငွေနေရာမှာကြက်တန်းဆိုတာလေးတွေနည်းနည်းလေးကျင်းနေတယ်ထင်တယ်ဆရာတို့တစ်ခါတည်းဆွဲချက်မယ်နော်အဲ့တော့ဆရာဒီကောင်လေးတွေအားလုံးညီချင်းတယ်ဆိုရင်ဆရာကဘယ်ကနေညှိမလဲဆိုတော့ column C ကနေစပြီးတော့ဒီသုံးဆွဲပြီးရန်ပုံငွေအထိပေါ့လေအဲ့တော့ဒီကောင်လေးတွေကိုဆရာဘာလုပ်လိုက်မလဲဆိုအားလုံးညီချင်းတယ်ဆိုရင်သူ့ကိုအခြေပြုပြီးတော့မှဆရာဒီကောင်လေးကိုဆွဲချက်လိုက်မယ်နော်ဒါဆိုဆရာအားလုံးဒီညီတူညာတူဘာဖြစ်သွားတွေ့ရလဲဆိုတဲ့ခါကျတော့ချက်ပြီးသားဖြစ်သွားတာတွေ့ရမှာပါโอเคဒါဆိုရင်တော့ရပြီတင်တယ်ဟုတ်ပြီအဲဆိုဆရာတို့က keyboard က control ရဲ့ P ရဲ့နှိပ်ကြည့်လိုက်တဲ့အခါမှာဆရာတို့ရဲ့စာတွေဒီမဆန့်တာတွေ့ရပါတယ်ဟိုဘက်တစ်မျက်နှာကိုရောက်သွားတယ်ဒီမှာတွေ့ရနော်ဒီကောင်လေးတွေဆရာတို့ဒါ print area ထဲမပါသေးတာပေါ့အဲ့တော့ဟုတ်ပြီဒီကောင်လေးကိုဆရာတို့ print area မှာပအောင်ဆိုရင်ဆရာတို့ကလွယ်လွယ်လေးလုပ်တဲ့နည်းနဲ့ဆရာလုပ်ပြပေးပါမယ်အလွယ်ကူဆုံးနည်းလမ်းလေးပေါ့နော်အဲ့တော့ဒါလေးတော့မှတ်ထားပေးပါဆရာတို့ scale to fit အုပ်စုကိုသွားပါမယ် page layout တက်ထဲက scale to fit ကိုသွားဒီ width နေရာမှာ automatic ဖြစ်နေရဆရာတို့ one page လို့ပြောင်းလိုက်ပေးပါအခုဆရာတို့မဆန့်တာဒီနေရာမှာမဆန့်တာဒီအလျားလိုက်မဆန့်တာဖြစ်တဲ့အတွက်အများလေးနဲ့ယူပြန်ထွက်မယ်အဲ့တော့ automatic နေရာမှာအလျားလိုက်ဖြစ်တဲ့အတွက် width ကိုယူ one page လို့ပေးလိုက်ဒါဆိုရင်တော့ဆရာတို့ဆန့်သွားပြီ keyboard က control ရဲ့ P ရဲ့နှိပ်ကြည့်မယ်ဒါဆိုဆရာတို့ဒါဆန့်သွားပြီဖြစ်ပါတယ်မြင်ကွင်းလေးချက်ရင်တော့ဒီညာဘက်က zone to page ဆိုတာလေးတစ်ချက်နှိပ်လိုက်မယ်ဒါဆိုမြင်ကွင်းချက်ကြည့်လို့ရပြီညာဘက်ကိုနည်းနည်းဆွဲကြည့်မယ်ဒါဆိုအကုန်ပါတာတွေ့ရတယ်နော်ဒီမှာလည်းပဲစာတော့101ဆိုရင်ဒါတစ်မျက်နှာထဲမှာအကုန်ပါပြီလို့ပြောလို့ရတယ်နော်အခုဆရာချိန်ပြထားတော့ဗာနဲ့ချိန်ပြထားလဲဆိုတော့ legal နဲ့ချိန်ပြပေးထားတာဖြစ်ပါတယ်အဲ့တော့အများလေးနဲ့ပြန်ထွက်လိုက်မယ်အဲ့တော့ဒီကောင်လေးကိုဆရာက double click နှိပ်ပြီးတော့ဒါလေး GL legal site လို့ရေးတိုင်းမယ်ဒါဆိုရင်ဆရာကြီး A4 site တက်ကောဘယ်လိုလုပ်မလဲလွယ်ပါတယ် A4 site တက်ဆိုရင်တော့ဒီ legal site လေးကို keyboard က control key ဖိမယ် mouse လေးနဲ့မှပြီးတော့ဆရာပွားလိုက်မယ်ဒီကောင်လေးကိုဆရာ A4 site လို့ရေးမယ် A4 SIZE site ဟုတ်ပြီ A4 site အတွက်ဆိုရင်လည်းဘာမှလုပ်စရာမလိုပါဘူး site နေရာမှာဆရာတို့ဘာလေးရွေးပေးအောင်မယ်တော့ A4 လေးရွေးပေးရုံပဲ orientation ကတော့ဆရာဘာပဲထားမှာတော့ landscape ပဲထားမယ်ဒါဆိုဆရာတို့ကcontrol ရဲ့ P ရဲ့နှိပ်ကြည့်မယ်ဆို A4 နဲ့ level ဆရာတို့တမျက်နှာလေးဘာလို့အောင်ထုတ်လို့ရဆိုတော့ပအောင်ထုတ်လို့ရတာတွေ့မှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တော့ဆရာတို့ဒါဆိုရင်တမျက်နှာလေးပါတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဆရာတို့ဒါစင်းကြားကြီးလည်းရိုက်တက်သွားပြီပြီးသွားပြီဆိုလို့ရှိရင်တော့ print area လည်းချိန်တက်သွားပြီလို့ဆရာယုံကြည်ပါတယ်အဲ့တော့ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မရှင်းလင်းတာရှိလို့ရှိရင် Messenger ပဲဖြစ်စေမေးမြန်းလို့ရပါတယ်ဆရာပြန်ပြီးတော့ရှင်းပြပေးမယ်နော်အားလုံးပဲဒီသင်ခန်းစာလေးကိုလိုက်လို့ချင်းအပြင်ဆရာတို့ sequence လေးတွေကို Match Center လောက်တက်သွားမယ် column လေးတွေ row လေးတွေရဲ့အချင်းကျယ်လေးတွေကိုကိုလိုအပ်တယ်လို့ချိန်ကြီးတက်သွားမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ print area လေးတွေကိုတည်တည်ချာချာနဲ့စနစ်တကျသတ်မှတ်တက်သွားမယ်လို့ဆရာယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ကြပါမယ်